วัสดีครับအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာပေါင်းဆက်စကားပြောနေရှင်းမျိုးတွေကနောက်ဆုံးကြံတဲ့ခွန်နဲ့ရှစ်ကိုကျွန်တော်သင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်ခွန်ကတော့ကြအပေါင်းကำลังကြအပေါင်းကำลังကြနဲ့ကำลังကိုပေါင်းလာတာပေါ့နော်အဓိပ္ပာယ်ကဖို့နေတုံးဖို့နေတုံးဖို့နေစဉ်လို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ခင်ဗျာကြအပေါင်းကำลังဆိုရင်ဖို့နေစဉ်ဖို့နေတုံးလို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ခင်ဗျာနောက်နံပါတ်8ကတော့တောင်းလဲတောင်းအပေါင်းလဲတောင်းနဲ့လဲနဲ့ပေါင်းလာတာဖြစ်ပါတယ်ခင်ဗျာအဓိပ္ပာယ်ကတော့ဖို့လိုပြီးလို့အဓိပ္ပာယ်ရပါတယ်တောင်းဆိုတာလိုအပ်တာလိုတယ်လို့ပြောတာဖြစ်ပါတယ်တောင်းလဲဆိုရင်ဖို့လိုပြီးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနံပါတ်9ကိုသွားလိုက်ကြရအောင်နော်ကြအပေါင်းကำลังဖို့နေစဉ်ဖို့နေတုံးလို့အဓိပ္ပာယ်ရပါတယ်ဒီနှစ်ခုကိုပေါင်းဆက်ပြီးပြောတဲ့အခါမှာဖို့နေစဉ်ဖို့နေတုံးလို့ဆိုပြီးတော့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ခင်ဗျာသူတို့ရဲ့မူလအဓိပ္ပာယ်အတိုင်းအသုံးချရမှာဖြစ်ပြီးကำลังကိုကြရဲ့အရှိမထားပြီးတော့ရမှာဖြစ်ပါတယ်မူလအဓိပ္ပာယ်ဆိုတာကြဆိုတာဖို့ကำลังဆိုတာနေတုံးနေစဉ်ဒီလိုမျိုးကိုပြောတာဖြစ်ပါတယ်သူတို့ကိုမူလအဓိပ္ပာယ်အတိုင်းသုံးချမှာဖြစ်ပါတယ်ခင်ဗျာဥပမာกำลังจะไปกำลังจะไปกำลังจะไปဆိုတဲ့အဓိပ္ပာယ်ကသွားဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်กำลังဆိုတာနေစဉ်နေတော့ကြကำลังနဲ့ပေါင်းလာတာဖြစ်ပါတယ်ဒီမှာกำลังจะไปဆိုရင်သွားဖို့လုပ်နေတော့သွားဖို့လုပ်နေစဉ်သွားဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့กำลังจะทำ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 ဆိုတဲ့အဓိပ္ပာယ်ကလုပ်ဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်กำลังจะทำလုပ်ဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့กำลังจะให้กำลังจะให้กำลังจะให้ဆိုတဲ့အဓိပ္ပာယ်ကပေးဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ဒီမှာခုနကမပြောခဲ့ရဘူးเนาะverb ရဲ့ရှေ့မှာအခုကြနဲ့กำลังနဲ့နှစ်ခုလုံး verb ရဲ့ရှေ့မှာပဲထားမှာဖြစ်ပါတယ်ခင်ဗျာ ให้ ကပေးသည် verb ဆိုတော့กำลังจะให้ဒီလိုမျိုးသုံးမှာဖြစ်ပါတယ်กำลังจะให้ပေးဖို့လုပ်နေစဉ်ပေးဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာกำลังจะนอน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 ဆိုတာကအိပ်ဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ် non ဆိုတာကအိပ်တီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာกำลังจะนอนအိပ်ဖို့လုပ်နေစဉ်အိပ်ဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်กำลังจะนอนกำลังจะนอนအိပ်ဖို့လုပ်နေတော့လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတော့แล้วဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ဒီမျိုးပေါင်းပြောတဲ့အခါမှာဖို့လိုပြီလို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ခင်ဗျာမူလစနစ်တိုင်းသုံးချပေးရမှာဖြစ်ပါတယ်ကရိယာကိုအလယ်မှာထားပေးရမှာလေခင်ဗျာထားပေးရမှာဖြစ်ပါတယ်ခင်ဗျာတော့လဲဆိုတာတော့ဆိုတာကတော့လိုတယ်လဲဆိုတာကပြီးလို့အဓိပ္ပာယ်ရပါတယ်ဒီမှာကျွန်တော်တို့ကစကားဆက်အနေနဲ့ဖို့တလုံးယူပြီးထည့်လိုက်တာဖြစ်ပါတယ်ခင်ဗျာဒါမှလိုပြီးဖို့လိုပြီးဒီလိုမျိုးပြောလို့ရမှာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့တုံးလဲဖို့လိုပြီးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာဥပမာต้องทำแล้วต้องทำแล้วလုပ်ဖို့လိုပြီးလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ဒီမှာတော့လိုတယ်လဲဆိုတာပြီးလိုပြီးလို့အဓိပ္ပာယ်ရတယ်ต้องทำแล้วလုပ်လိုပြီးလို့ပြောလို့ရရင်ပြောလို့ရှိရင်ဗမာအနေနဲ့အဆင်မပြေပါဘူးခင်ဗျာဗမာစကားထဲမှာဒါကြောင့်ကျွန်တော်တို့အခုကလေးကအခုအနေနဲ့ဖို့ဆိုတာလေးကိုထည့်ပေးရဖြစ်ပါတယ်တုံးထမ်းလဲလုပ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်တုံးထမ်းလဲလုပ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့တောင်းกินแล้วတောင်းกินแล้วกินဆိုတာစားတာဖြစ်ပါတယ်ခင်ဗျာတောင်းกินแล้วစားဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ဒီမှာကျွန်တော်ခုနကရှေ့ရပြောသွားတဲ့အတိုင်းverb ကိုကရိယာကိုကျွန်တော်တို့အလယ်မှာထားပေးရမှာဖြစ်ပါတယ်။กินဆိုတာစားသည်ဆိုတော့ verb ကကရိယာအကြတော့အလယ်မှာထားတာဖြစ်ပါတယ်။တုံးနဲ့လဲကိုရှေ့မှာအနောက်မှာခွဲပြီးတော့ verb ကိုအလယ်မှာထည့်တာဖြစ်ပါတယ်ခင်ဗျာ။တုံးกินแล้วစားဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ။တုံးกินแล้วစားဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်။နောက်တစ်လုံးကတော့တုံးซื้อแล้วတုံးซื้อแล้วတောင်းဆူလဲဆိုတာကအဓိပ္ပာယ်ကတော့ဝယ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ဒီမှာ verb ကကရိယာကဆူဝ
ယ်သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာတောက်ဆဲလဲဆိုရင်အဓိပ္ပာယ်ကတော့ဝယ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်တောက်ဆဲလဲဝယ်ဖို့လိုပြီတောက်ဆဲလဲဝယ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်ကြအောင်ခင်ဗျာတောက်နော်လဲတောက်နော်လဲနောင်းဆိုတာကအိတ်တယ်လို့အဓိပ္ပာယ်ရပါတယ်အိတ်တီးပေါ့နော်အိတ်တီးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာ verb ဖြစ်ပါတယ်ကရိယာပါတောက်နော်လဲတောက်နော်လဲအဓိပ္ပာယ်ကတော့အိတ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်တောက်နော်လဲအိတ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေရာမှာခြေရပြောရတဲ့အတိုင်း verb ကိုအလယ်မှာထားတာဖြစ်ပါတယ်တောင်းနဲ့လဲကိုဂျားချပြီးတော့အလယ်မှာ verb ကိုကရိယာကိုထည့်တာဖြစ်ပါတယ်ခင်ဗျာတောက်နော်လဲကိုအိတ်ဖို့လိုပြီလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါခင်ဗျာ see you the next video bye bye